မင်္ဂလာပါဗျာတနခါလေးနဲ့မောင်နှကားလေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာနော်ဒီဗီဒီယိုဖိုင်လေးက22ရက်နေ့ဗုဒ္ဓဟူးနေ့အတွက်ကျွန်တော်ရဲ့တက်လုံးနဲ့သောလုံးမိုင်ပတ်သီးနဲ့တက်ကွက်ကောင်းမင်းရောကွက်ကလေးတွေကိုပြောမယ်ပြောတင်ပြောထိုက်တဲ့ကဏ္ဍလေးတွေပြောမယ်ဘရိတ်ကလည်းဒီနေ့မှစထွက်ပြီဆိုတော့တက်လုံးနဲ့သောဘရိတ်ကိုဒီဗီဒီယိုဖိုင်လေးရဲ့အဆုံးမှာကျွန်တော်အလကားလာရောက်မျှဝေပေးတာဖြစ်ပါတယ်မိတ်ဆွေတို့ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုတွေ့ပြီဆိုတာနဲ့စိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလူရဆန္ဒဤတလုံးတစ်ဝါနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်နှကားလေးကဥစွာပထမနှုတ်ခွန်းဆက်တာဂါရဝပြုပါတယ်ကဲကျွန်တော်ဒီနေ့ကတော့ကျွန်တော်ဝမ်းချင်းကျွန်တော်မကူညီနိုင်ခဲ့ဘူးမိတ်ဆွေတွေကျွန်တော်လည်းညံ့တယ်လို့ခံစားရတယ်ဒီတွေလည်းတူတယောက်ချင်းစီကိုတောင်းပန်တယ်တကယ်စိတ်မကောင်းဖြစ်ကြတယ်နော်ဝမ်းချင်းမထွက်တဲ့အတွက်တကယ်စိတ်မကောင်းဖြစ်ကြတယ်ဒါပေမဲ့ကျွန်တော်တို့ဘာလို့9ခွန်ကဲပေါဘရိတ်အဆင်ပြေမဲလို့တော့ထင်တယ်ဒါပေမဲ့ဒိုင်းနေရုပ်ထားသိတယ်ဒါပေမဲ့ကျွန်တော်အကောင်းဆုံးစူးစမ်းမယ်ဗုဒ္ဓနေ့မှာကျွန်တော်အကောင်းဆုံးစူးစမ်းပေးမယ်ဟုတ်ပြီလားနော်ဘာလဲဆိုတော့ကျွန်တော်တို့ဒီနေ့တော့ဒါတူတယောက်ချင်းစီကိုကျွန်တော်အနေနဲ့တောင်းပန်ပါတယ်ဒါမပေါက်ဘူးပေါ့နော်ကဲဒါဆိုကျွန်တော်တို့မနက်ဖြန်ဗုဒ္ဓနေ့မှာပေါက်ကိုပေါက်ကမယ်ပေါက်မယ်အတူတူကျွန်တော်ကဏ္ဍလေးတွေပါပြောမယ်သိကြနော်ပြောတင်ပြောထိုက်တဲ့ကဏ္ဍကစပြောပြီးမယ်မိတ်ဆွေတို့ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုတွေ့ပြီဆိုတာနဲ့ကျွန်တော်ထုံးစံတိုင်းပြောနေတယ်အချက်ကလေး၃ချက်နဲ့ကျွန်တော်ကိုကူညီပေးဖို့လုံးဝမမေ့ပါနဲ့နော်ကဲပြောတင်ပြောထိုက်တဲ့ကဏ္ဍကကျွန်တော်တို့ဘာလဲဆိုတော့ကကျွန်တော်တို့တွေပေါ့နော်အခုကကဏ္ဍ၄လုံးပဲထွက်သေးပါတယ်တနင်္လာအင်္ဂါ2ရက်မှာအပတ်တိုင်းဆိုကဏ္ဍ9လုံးလောက်ထွက်နေပြီဗျာဒါပေမဲ့ခုတစ်ပတ်မှာကျွန်တော်တို့ပေါ့နော်ကဏ္ဍလေး၄လုံးပဲထွက်ထားသေးတယ်ကဏ္ဍ6လုံးကြံနေပါတယ်ဒါဆိုရင်မနေ့ကဗုဒ္ဓနေ့တနေ့ကုန်မှာကဏ္ဍ6လုံးအခွေကိုကြိုက်ပါတယ်မိတ်ဆွေတို့ရေကဏ္ဍ6လုံးအခွေမဲ့ဆိုရင်တော့ကဏ္ဍက15ခွက်ထွက်တယ်ဗျအာထိုးရင်တော့အကွက်30ပေါ့နော်ရင်းရတဲ့သူတွေကတော့မျက်နိုင်တာပေါ့ဗျာနော်ဒါမရင်းရတဲ့သူတွေအတွက်ထူးရှက်ကဏ္ဍလေး9ကွက်ရွေးပေးမယ်9ကွက်ထဲမှာ2ကွက်ထပ်ရွေးပေးမယ်နော်အားလုံးပဲနော်ဒီဗီဒီယိုဖိုင်လေးကိုတော့ဒါအများမြင်များပေါ့အောင် share ပေးသွား comment မှာကျွန်တော်နှုတ်ကပြောတဲ့ကဏ္ဍလေးကိုမှန်ပေးသွားနံပါတ်3ချက်ကျွန်တော်ဗီဒီယိုအသစ်တွေဒီနိုင်တွေ့မြင်အောင်ပေးဖို့မြင်နေမြင်အောင် follow လေး like လေးနှိပ်ထားဟုတ်ပြီလားနော်ပြောမယ်ဗျငါတို့13 18 19ဒီကဏ္ဍလေး3ခွက်34 38 49 89အဲ့ဒါကဘာလဲဆိုတော့မိတ်ဆွေတို့ကဏ္ဍမထွက်သေးတဲ့ကဏ္ဍကြံကဏ္ဍ6လုံးကိုခွေးပြီးတော့မှကဏ္ဍလေး9ကွက်ရွေးချယ်ပေးတာ13 18 19 34 38 49 89ဒါကဏ္ဍလေး9ကွက်ဒီကဏ္ဍ9ကွက်ထဲက2ကွက်လောက်ထပ်မှန်ရွေးချယ်ပေးပါဆိုရင်တော့34နဲ့89တားကြိုက်ပါတယ်ဗျာနော်ကဲဟုတ်ပြီဒါလေးကတစ်ဖြတ်ဗျာမထွက်သေးတဲ့ကဏ္ဍ9လုံးအခွေတဲက6လုံးအခွေတဲကကဏ္ဍလေး9ကွက်ကိုရွေးချယ်ပေးတာ2ကွက်ကောင်းမှပါတယ်6လုံးခွေနိုင်ရင်တော့ပို့ပြီးတော့ပောက်ဖို့ရာခိုင်နှုန်းများပါတယ်ရာခိုင်နှုန်းကတော့62မှာ9ရာခိုင်နှုန်းလောက်ရှိရနော်6လုံးခွေမယ်ဆိုရင်တော့ပောက်နိုင်တာပေါ့နော်3စာရင်း5စာမြက်ပေါ့ဗျာအဲ့လိုလေးပေါ့နော်ဒါဆိုရင်ကျွန်တော်က1ချင်းလေးပေးပါမယ်1ချင်းလေးမပေးခင်မှာကျွန်တော်ဟိုဒါတားဖုံးဆက်တယ်ဗျာနော်ဖုံးနေဆက်တယ် messenger ရဲ့ဆရာပေါက်ပေးပေးပါဆိုတော့ပေးမယ်နော်အပတ်တိုင်းလဲကျွန်တော်ပေါက်ပေးဖို့ရှိတယ်ဘာလို့ရှိတယ်ဆိုတာဘာကြောင့်လဲဆိုတော့ပြောမယ်ဗျာအဲ့ဒါလေးကပြောချင်နေတာဘာလဲဆိုတော့ကျွန်တော်တို့ line ပေါ်မှာပေးတဲ့၄လုံးအလကားပေးတဲ့၄လုံးခွေ3468ကထွက်ပြီဆိုတော့နော်ဗုဒ္ဓအင်္ဂါမကြောခင်ထွက်တော့ဗုဒ္ဓကြာတာပတိတောက်ကြဒီ3ရက်စာ၄လုံးအခွေလိုချင်တဲ့သူတွေလာယူပါဘေးပေးတရားမလို့ငွေပေးတရားမလို့ပေါက်မှာပေးပေါက်ပေးစနစ်နဲ့ချပေးမှာဟုတ်ပြီလားဘယ်မှာယူရမလဲမမင်းနဲ့ဘယ်မှာယူရမလဲဆိုဒီဘွား messenger link လေးရှိတယ်ဒီဘွား messenger link လေးကိုတောက်ပြီးတော့ messenger ယူရတယ်လို့ကျွန်တော် Viber ဖုန်းနံပါတ်3999853955လေးကိုဟိုင်းပြီးတော့လဲလာ Viber ကနေတစင်လာယူလို့ရတယ်ပေး messenger ကနေလဲလာယူလို့ရတယ်နော်ဒါက၄လုံးအခွေလိုချင်တဲ့ဝါသနာရှင်တွေကဖုန်းဆက်တာဆရာပေါက်ပေးမပေးဘူးလားဖုန်းတွေတအားဆက်လို့ကျွန်တော်ဒါပေါက်ပေးတဲ့အစီအစဉ်လုပ်ပေးတာဟုတ်ပြီလားနော်အဲ့ဒါဆိုကျွန်တော်1ချင်းတစ်လိုင်းပြောမယ်1ချင်းစော့ချင်တဲ့သူတွေအတွက်ကတော့4ကို1ချင်းဗုဒ္ဓနဲ့ပတ်ချင်တစ်လုံးနဲ့ပတ်ချင်4ဘက်ဟုတ်ပြီလားနော်တခါတည်းပြောမယ်တခါတည်းပေးမယ်ဟုတ်ပြီလား4ကို1ချင်းကိုဘာနဲ့ကတ်ထိုးရမလဲမ4နဲ့တခြားမဲ့639နဲ့ကတ်ထိုးပေးပါ4ကို1ချင်းကို4ကို1ချင်းကိုကျွန်တော်639နဲ့ကတ်ထိုးပေးပါဒါ1ချင်းစော့ချင်တဲ့ဝါသနာရှင်တွေအတွက်ရှေ့ရချာအခွေပေါ့နော်6လုံးအခွေမထွက်သေးတဲ့6လုံးအခွေကိုပိုင်နိုင်လုတ်ပြီးတော့ဒါစော့ကျင်တဲ့သူတွေ9ကွက်နဲ့ရွေး2ကွက်ဒါလေးတွေအဆင်ပြေစေကျွန်တော်ကတနေ့ကုန်စားခြုံငုံပြီးတော့ပြောရတာဆိုတော့တစ်ခုကမနဲ့ထွက်နောက်တစ်ခုကညက်နေပေါ့နော်အဲ့လိုလေးတွေအစင်လေးနဲ့ဗျာနော်အဲ့လိုပါ၄ကို1ချင်းကို639နဲ့ကတ်ဆော့ပေးပါဟုတ်ပြီလားနော်ကဲကြံရက်လိုက်ဖို့တစ်လုံးနဲ့သောဘရိတ်ကလေးပြောပေးမယ်ကြံရက်လိုက်ဖို့ကျွန်တော်ရဲ့တစ်လုံးနဲ့သောဘရိတ်ကမိတ်ဆွေတို့ရေဘာဘရိတ်ကလေးဆိုမိတ်ဆွေတို့လည်းသိပြီးသားဖြစ်မှာပါ9ဘရိတ်ပါဗျာနော်9ပရိတ်ပါ9ပရိတ်ကိုဘလိုကဏ္ဍမျိုးတင်ထိုးရမလဲဆိုရင်14 19 64 69ဆိုတဲ့ကဏ္ဍလေးထူးရှယ်လေးကွက်တင်ထိုးပေးပါနော်ကျွန်တော်ကျမ်းမှာထည့်စည်း3လုံးခွေတွေလာဖို့ရှိပါတယ်ထူးရှယ်မွေးကဏ္ဍလေး4ကွက်တွေ2ကွက်ကောင်းမွေးကဏ္ဍလေးလာဖို့ရှိပါတယ်ဆက်စော်ပေးပါဟုတ်တယ်နော်
အားလုံးကိုချစ်ပါတယ်ဒီဗီဒီယိုဖိုင်လေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုဖိုင်လေးကိုစုံစမ်းတိုင်အောင်ကြည့်ပြီးတဲ့အခါမှာမိတ်ဆွေတို့အတွက်အကျိုးတစ်စုံတစ်ရာရရှိတယ်လို့ယူဆရရင်နံပါတ်1ချက်ဒီဗီဒီယိုဖိုင်လေးကိုအများများပေါအောင် share ပေးသွားနံပါတ်2ချက်ကျွန်တော်နှုတ်ကပြောတဲ့ကဏ္ဍ comment မှာ man ပေးသွားနံပါတ်3ချက်ကျွန်တော်ဗီဒီယိုတစ်တင်နေလို့ပြောကျွန်တော်ပေကို like and follow လေးလှုပ်ထားပါအားလုံးပဲเนาะလေးလုံးအခွေပုံမှန်ထုတ်နေကြပါတော့မို့ဖိုးရှာတဲ့လေးလုံးအခွေလေးလိုချင်ပါတယ်ရချင်ပါတယ်ပေါက်ချင်ပါတယ်ယူချင်ပါတယ်ဆိုရင်ဘယ်ကနေဆက်သွယ်ရမလဲဆိုရင်ဒီပေါ်မှာ messenger link လေးတင်ပေးတာ messenger link လေးကိုနှိပ်ပြီးတော့လာဟိုင်းထားလို့ရသလို Viber ဖုန်းနံပါတ်39935395လေးမှာလည်းလာဟိုင်းထားပြီးတော့ယူလို့ရပါတယ်။ Pay Messenger လည်းလာယူလို့ရပါတယ်။အားလုံးပေါ့နော်။ဘေးပေးကြမလို့ငွေပေးကြမလို့ပေါက်မှာပြီးပေါက်ပြီး2000ကျပ်နဲ့ချပေးမှာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။မနေ့ဖန်မှာလည်းကျွန်တော်ပေးထားတဲ့ကဏ္ဍလို့အသေးချာမှတ်နော်။မှတ်ပြီးတော့အသေးချာလေးထိုးဟုတ်ပြန်နော်။အားလုံးကိုချစ်တယ်ဗျ။ဘိုင်ဘိုင်ပါ။